ကွင်းပြင်ဆင်တဲ့ဘက်ကိုဒီနှစ်မှာကျွန်တော်တို့တော်တော်လေးကိုလုပ်ထားပါတယ်။ဘာလို့ဆိုတော့အဓိကကျွန်တော် Roma Stadium မှန်ပါတယ်ကျွန်တော်တို့အခုဆိုရင် Brazil တွေကျွန်တော်တို့ပြင်ဆင်ပြီးတော့ဖြစ်ပါပြီ။ကျွန်တော်တို့90ရာခိုင်နှုန်းတော့ကျွန်တော်ပြီးပါပြီ။အထက်မှာ air home တွေမှာတော့ကျွန်တော် full ထည့်ထားပါတယ်။ဒီအထက်မှာကျွန်တော်တို့ဒီ decoration ကကျွန်တော်ဒီချာလေးကျွန်တော်ပြင်ဆင်ပြီးကျွန်တော်တို့ပြီးတော့ဖြစ်ပါတယ်။ဒီ insurance နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမအကြောတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်။အဓိကတော့ကျွန်တော်တို့ရဲ့ challenge ကဘာလဲဆိုတော့တပွဲပြုလုပ်မဲ့ကျင်းပတဲ့ကွင်းတွေကျွန်တော်တို့သက်ဆိုင်ရာဒီအောက်လောက်ရထားတဲ့ကျွန်တော်ညှိနှိုင်းရတဲ့အပိုင်းတွေလည်းကျွန်တော်ရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ပထမအကြောပဲကျွန်တော်တို့ပုံနိုင်တာဖြစ်တယ်။2026-29ဘောလုံးရသည်မြန်မာအမျိုးသမီးတွေစတင်မှုရပ်ပိုင်းသာလိုတော့တဲ့အချိန်မှာ League Committee တွေနဲ့သူတို့ရဲ့ပြင်ဆင်ဆောင်ရွက်မှုတွေကိုတရားဝင်ချပြခဲ့ပါတယ်။ဒီနှစ်မြန်မာ National League ကိုအသင်း10သင်းဝင်ပြိုင်မှာဖြစ်ပြီးတော့စပွန်ဆာစုချင်းငွေပေါင်း3,000ကျော်ရရှိတာကရကင်နှစ်တွေထက်ငွေကြေးပိုမိုသုံးစွဲသွားမယ်လို့သိရပါတယ်။နှစ်စဉ်ကျင်းပပြုလုပ်နေတဲ့မြန်မာအမျိုးသမီးလိမှာအဓိကပြစ်တင်ဝေဖန်ခံရလေရှိတဲ့အချက်တွေကရုပ်သံထုတ်လွှင့်မှုနဲ့ကွင်းမြတ်ခင်းပြင်အရေးအသွေးပါဒီနှစ်လိမှာတော့ဒီ channel ချက်စလုံးကိုအဓိကထားပြင်ဆင်ထားပြီးပထမအကြော့ကစားမဲ့ပွဲပေါင်း90စလုံးကို MRTV4 Channel 7 Reader Channel တို့ကနေတိုက်ရိုက်ထုတ်လွှင့်မှာပါကွင်းအနေနဲ့လည်းအဓိကကျင်းပမဲ့ကွင်းဖြစ်တဲ့ပထမကွင်းကိုအဝိလဲကန်းပြင်ဆင်မှုတွေအပြင်ကွင်းမြတ်ခင်းပြင်ကိုပါကောင်းမွန်အောင်ပြင်ဆင်ထားတယ်လို့မြန်မာလိ CEO ကဆိုပါတယ်ဝင်းပြင်ဆင်တဲ့ဘိုင်းပေါ့နော်ဝင်းပြင်ဆင်တဲ့ဘိုင်းကိုဒီနှစ်မှာကျွန်တော်တို့တော်တော်လေးကိုလုပ်ထားပါတယ်။ဘာလို့ဆိုတော့အဓိကကျွန်တော် Roma Stadium မှန်ပါတယ်ကျွန်တော်တို့အခုဆိုရင် Brazil တွေကျွန်တော်ပြင်ဆင်ပြီးတော့ဖြစ်ပါပြီ။ကျွန်တော်တို့90ရာခိုင်နှုန်းတော့ကျွန်တော်ပြီးပါပြီ။အထက်မှာ air home တွေမှာတော့ကျွန်တော်ဘုံထည့်ထားပါတယ်။ဒီအထက်မှာကျွန်တော်တို့ဒီ decoration ကကျွန်တော်ဒီချာလေးကျွန်တော်ပြင်ဆင်ပြီးကျွန်တော်တို့ပြီးတော့ဖြစ်ပါတယ်။ဆိုတော့ဒီနှစ်မှာတော့ကျွန်တော် taste condition ကိုလည်းကျွန်တော်တို့အင်မှုတွေတက်ပုံပြီးတော့ common state တစ်ခုဖြစ်အောင်ကျွန်တော်တို့အနေနဲ့စူးစမ်းပြီးတော့ဆောင်ရွက်နေပါတယ်။အခုဆိုရင်ကျွန်တော်တို့အနေနဲ့ဘကိုးခွေကျွန်တော်စတင်ပြီးကျွန်တော်လုပ်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ခွင့်ပြုချက်ဘာမှမခွင့်ပြုချက်ရပြီဆိုတာနဲ့ရန်တော် FC ဘောလုံးပေးကျွန်တော်ခွင့်ရ page condition ပေါင်းကျွန်တော်လုပ်ပါမှာဖြစ်ပါတယ်တောင်းချက်ကတော့ကျွန်တော်တို့အနေနဲ့ဒီလက်ရှိကျွန်တော်တောင်းတပုံခွင့်နဲ့ကျွန်တော်တို့ပြင်ဆင်ဖို့အတွက်ကျွန်တော်ပြင်ဆင်နေပါတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ဒီကွင်းနေအနေအားလုံးကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ under control ရှိနေမရှိတဲ့အနေထားဖြစ်နေတာဖြစ်တော့ကျွန်တော်တို့လည်းသက်ဆိုင်ရာအားဆောင်မှုတွေညှိနှိုင်းပြီးတော့ကျွန်တော်တို့အကောင်းဆုံး condition ဖြစ်အောင်တော့အတက်အကျကျွန်တော်စူးစမ်းပြီးဆောင်ရွက်ရရှိပါတယ်ကျေးဇူးပါဒီနှစ်မြန်မာအမျိုးသမီးလိမှာနိုင်ငံသားကစားသမားခေါ်ယူမှုလည်းမြင့်တက်နေပြီးလက်ရှိချန်ပီယံ AR မျိုးသမီးအသင်းကဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကစားသမားရီတူကိုခေါ်ယူထားသလိုနောက်ထပ်ပြည်ပကစားသမားတွေလည်းထပ်ရောက်လာဖို့ရှိပါသေးတယ်။ဒါအပြင်ဇွဲကမင် United အသင်းကလည်းပြည်ပကစားသမားတွေခေါ်ယူထားတယ်လို့သတင်းရရှိပါတယ်။နိုင်ငံသားကစားသမားခေါ်ယူနိုင်တဲ့စီမင်းကတော့ 3+1 စနစ်ပါ။နောက်ချက်ကတော့ကျွန်တော်တို့ foreign player ပေါ့ foreign player တော့ကျွန်တော်တို့3+1ပဲကျွန်တော်တို့အနေနဲ့ပထမတော့ကျွန်တော်တို့အနေနဲ့ကြားထားပါတယ်။လက်ရှိလည်းကျွန်တော်တို့အနေနဲ့ဒီ regulation မှာလည်းကျွန်တော်တို့ထည့်သွင်းပြီးကျွန်တော်တို့အနေနဲ့3+1ပဲကျွန်တော်တို့အနေနဲ့လုပ်တော့မှာဖြစ်ပါတယ်။ဒါလေးလာမယ့်အမျိုးသမီးလိကတော့တကယ့်ကိုစိတ်လို့ရှားစရာပြိုင်ဆိုင်မှုတွေမြင်တွေ့ရဖို့ရှိနေပါတယ်။ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။